လောကမှာအနှောက်အယှက်ဆိုတာရှိကြတယ်အနှောက်အယှက်တွေနဲ့နေနေရသူတွေရဲ့ဘဝဟာမငြိမ်းချမ်းနိုင်ဘူးအဲ့ဒီအနှောက်အယှက်တွေကိုဖယ်ရှားနိုင်မှဘဝကငြိမ်းချမ်းအောင်မြင်နိုင်တယ်အဲ့ဒီအနှောက်အယှက်တွေကဘာတွေလဲမွေးခြင်းနေရကြအချင်းချင်းစိတ်ဝမ်းကွဲစီတဲ့အနှောက်အယှက်ကတော့အမွေခွဲဝေမှုပဲမွေးခြင်းရင်တဲ့လားအမွေခွဲပြီးသားလားလို့ဆိုရိုးစကားလေးတောင်ရှိတယ်မဟုတ်လားအမွေခွဲကြပြီဆိုရင်မွေးခြင်းနေစိတ်ဝမ်းကွဲသွားကြတာကများတယ်ဒါကြောင့်မွေးခြင်းနေရဲ့ချာအချင်းချင်းစိတ်ဝမ်းကွဲစီတဲ့အနှောက်အယှက်ကတော့အမွေခွဲဝေမှုလို့ဆိုခြင်းတယ်မိတ်ဆွေချင်းချင်းနေရဲ့ချာစိတ်ဝမ်းကွဲစီတဲ့အနှောက်အယှက်ကတော့မွေချင်းငှားမှုလို့ဆိုရမိတ်ဆွေတွေအချင်းချင်းကြားမှာလဲငွေချေငှားတာတွေပြန်တောင်းတာတွေပြန်မပေးနိုင်တာတွေစတဲ့ငွေနဲ့ပတ်သက်တာတွေဟာမိတ်ဆွေတွေအချင်းချင်းကြားမှာအနှောက်အယှက်တစ်ခုလို့ပြောရမယ်။ဒါကြောင့်မိတ်ဆွေတွေရဲ့ကြားမှာငွေကြောင့်စိတ်ဝမ်းကွဲမှုမဖြစ်ကြရအောင်အမြဲတမ်းသတိထားသင့်တယ်။ချစ်သူတွေရဲ့ကြားမှာကွဲသွားမုန်းသွားစေတဲ့အနှောက်အယှက်ကတော့တန်တရားဆူဆူမှုလို့ဆိုရမယ်။ချစ်သူတွေအချင်းချင်းကြားမှာမယုံကြည်မှုတွေတန်တရားဆူတွေနားလေမပေးနိုင်တာတွေဖြစ်လာပြီဆိုရင်ချစ်သူနှစ်ဦးကကွဲကွာသွားတတ်ကြတယ်။ဒါကြောင့်ချစ်သူနှစ်ဦးရဲ့ကြားကွဲသွားစေတတ်တဲ့အနှောက်အယှက်ကတော့တန်တရားဆူဆူမှုလို့ပြောရမယ်။အိမ်အောင်ရေးရဲ့အနှောက်အယှက်တွေကတော့မမျှတမှုနားလေမပေးနိုင်မှုတန်တရားတွေဖြစ်ပေါ်မှုတွေလို့ဆိုရမယ်။အိမ်အောင်ရေးတွေမှာတဦးနဲ့တဦးမျှမျှတတာတာဝန်ကိုမယူချင်ကြတော့ဘူး။တဦးနဲ့တဦးနားလေပေးမှုတွေမရှိကြတော့ဘူး။တဦးအပေါ်တဦးကလည်းမယုံကြည်ကြတော့ဘူးဆိုရင်အဲ့ဒီအိမ်အောင်ရေးဟာပြိုကွဲသွားတတ်တယ်။ဒါကြောင့်အိမ်အောင်ရေးတစ်ခုမှာမျှမျှတတာတာဝန်ယူကြဖို့တဦးအပေါ်တဦးနားလေပေးနိုင်ကြဖို့တဦးနဲ့တဦးတန်တရားတွေမဝင်ကြဖို့ဟာအထူးဂရုစိုက်ကြရမယ်အချက်ပဲမိသားစုတစ်ခုရဲ့အနှောက်အယှက်ကတော့မစီလုံးမှုမညီညွတ်မှုတဦးနဲ့တဦးအပြစ်တွေပုံချမှုလို့ဆိုရမယ်လင်းနဲ့မယားကလည်းမညီညွတ်မိဘနဲ့သားသမီးတွေကလည်းမညီညွတ်မိသားစုတစ်ခုလုံးမှာညီညွတ်မှုတွေမရှိကြတော့ဘူးစီလုံးမှုတွေမရှိကြတော့ဘူးတဦးနဲ့တဦးအပြစ်တွေပုံချနေကြပြီဆိုရင်တော့အဲ့ဒီမိသားစုမငြိမ်းချမ်းတော့ဘူးအစင်မသိရင်ပြိုကွဲပျက်စီးသွားနိုင်တယ်ဒါကြောင့်မိသားစုတွေမှာညီညွတ်ဖို့စီလုံးဖို့အပြစ်တွေကိုပုံမချမိစေဖို့အထူးဂရုစိုက်ကြရမယ်ရရွာတရွာရဲ့အနှောက်အယှက်ကရွာသားအချင်းချင်းမညီညွတ်မှုတဦးနဲ့တဦးပြောဆိုဆုံးမတာမခံချင်မှုဆရာကြီးလှုပ်ချင်မှုတွေတဦးကြီးဝါတာတဦးမနာလိုမှုတွေဟာအဲ့ဒီရရွာတိုးတက်ခြင်းအဲ့ဒီရရွာငြိမ်းချမ်းခြင်းရဲ့အနှောက်အယှက်တွေလို့ပြောရမယ်။ဒါကြောင့်ကိုယ့်ရွာတိုးတက်ခြင်းနဲ့ငြိမ်းချမ်းခြင်းနဲ့ပါရခြင်းနဲ့ဆိုရင်ညီညွတ်ကြရမယ်။ရွာသားအချင်းချင်းပြောဆိုလို့လွယ်ကူကြရမယ်။အပြောခက်အဆိုခက်တွေမဖြစ်စေသင့်ဘူး။ဆရာကြီးလှုပ်ချင်တာတွေတဦးကြီးဝါတာကိုတဦးကမနာလိုတာတွေမဖြစ်ဖို့ဂရုစိုက်ကြရမယ်။တိုင်းပြည်တိုးတက်မှုရဲ့အနှောက်အယှက်ကတော့မငြိမ်းချမ်းမှုနဲ့ဥပဒေမစိုးမိုးမှုပဲတိုင်းပြည်မှာမငြိမ်းချမ်းတော့ဘူးဥပဒေတွေမစိုးမိုးတော့ဘူးဆိုရင်အဲ့ဒီတိုင်းပြည်မတိုးတက်တော့ဘူးအဲ့ဒီတိုင်းပြည်မငြိမ်းချမ်းတော့ဘူးဒါကြောင့်တိုင်းပြည်တိုးတက်ခြင်းနဲ့ဆိုရင်ဥပဒေစိုးမိုးဖို့ငြိမ်းချမ်းရေးရဖို့အထူးကြိုးစားကြရမယ်လူသားငြိမ်းချမ်းမှုရဲ့အနှောက်အယှက်ကတော့လောဘဒေါသမောဟစတဲ့စိတ်ညစ်ပတ်မှုစိတ်မယိုးသားမှုစိတ်မဖြူစင်မှုတွေလို့ဆိုရတယ်လူမှာရလို့ဖြစ်လို့စတဲ့လိုချင်တာတွေများနေပြီလူမှာမကျေနပ်တာတွေဒေါသတွေအာဃာတတွေများနေပြီလူမှာအသိဉာဏ်တွေဘာမှမရှိလို့ဘာမှအသိမရှိတော့ဘူးဆိုရင်အဲ့ဒီလူမငြိမ်းချမ်းနိုင်တော့ဘူးဒါကြောင့်လူငြိမ်းချမ်းမှုရဲ့အနှောက်အယှက်ဟာလောဘဒေါသမောဟတွေလို့ဆိုရတယ်လူမှာငြိမ်းချမ်းခြင်းနဲ့ဆိုရင်လောဘဒေါသမောဟဆိုတဲ့အနှောက်အယှက်တွေကိုဖယ်ရှားပြစ်နိုင်ရမယ်။မှန်ကန်တဲ့ကိုးကွယ်မှုရဲ့အနှောက်အယှက်ကတော့
ဓမ္မဝိစီယဆိုတဲ့တရားတွေအပေါ်မလေ့လာမဆန်းစစ်မှုကိုယ့်ရဲ့ကိုယ်ွယ်မှုကိုမှန်ကန်ခြင်းနဲ့ဆိုရင်ကိုယ်ွယ်တဲ့ဘာသာရဲ့သဘောတရားတွေကိုဓမ္မဝိစီယလို့ခေါ်တဲ့ဆန်းစစ်လေ့လာမှုတွေလုပ်ရမယ်ကိုယ့်ရဲ့ကိုယ်ွယ်မှုပေါ်လေ့လာမှုတွေဆန်းစစ်မှုတွေမလုပ်ဘူးဆိုရင်မှန်ကန်တဲ့ကိုယ်ွယ်မှုဖြစ်ဖို့ခဲရင်တယ်နိဗ္ဗာန်ရဲ့အနှောင့်အယှက်ကတော့ဆွဲလန်းညှိကနေမှုလို့ခေါ်တဲ့တဏှာပဲဟိုဟာဆွဲညှိဒီဟာဆွဲညှိနဲ့အချစ်တွေပေါ်ဆွဲညှိအမုန်းတွေပေါ်ဆွဲညှိနဲ့ဆိုရင်နိဗ္ဗာန်ဆိုတာကိုရနိုင်ရောက်နိုင်မှာမဟုတ်ဘူးဒါကြောင့်နိဗ္ဗာန်ကိုရခြင်းနဲ့ရောက်ခြင်းနဲ့ဆိုရင်ဘယ်အရာပေါ်မှာအစွဲလန်းမထားပဲနဲ့အစွဲအမက်ကိုလူကနေဖယ်ရှားနိုင်အောင်ကြိုးစားကြရမယ်အစွဲအမက်ဟာနိဗ္ဗာန်ရဲ့အနှောင့်အယှက်ပဲဒါကြောင့်အားလုံးအတူချုပ်ကြပါစို့ဆိုရင်လူကိုပိတ်ဆို့တားဆီးနိုင်တဲ့ဒုဋ္ဌာလက်နဲ့စတဲ့အနှောင့်အယှက်တွေကိုကျော်လွှားနိုင်ဖို့တဲ့စိတ်ကိုပိတ်ဆို့တားဆီးတတ်တဲ့လောဘဒေါသအာဃာတတဏှာမာနစတဲ့အနှောင့်အယှက်တွေကိုကျော်လွှားနိုင်ဖို့ကပိုးပြီးတော့ခက်တယ်ကဲအားလုံးကိုယ့်ဘဝငြိမ်းချမ်းမှုရဲ့အနှောင့်အယှက်များကိုဖယ်ရှားနိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုခဲ့ပါတယ်